ဒီအမျိုးသမီးကသူကိုယ်တိုင်အစိတ်ပြင်းတဲ့ပိုးကောင်မျိုးစုံနဲ့ကျွေးမွေးပြုစုလာတဲ့အိမ်မွေးတရဝါလေးဟာငွေမျက်လုံးဖားလောင်းခုံကင်းချေများရဲ့ကြောပြင်းနဲ့ဖားရဲ့ဝမ်းပိုင်မျိုးပိုင်ဆိုင်ထားတာကိုတွေ့လိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့ပါတယ်ဒီဖျားပေးတရဝါလေးရဲ့နာမည်ကိုတောင်သူမခေါ်တတ်ပေမဲ့ဒါဟာသူ့တယောက်တည်းပိုင်ဆိုင်မှုလို့ပဲယုံကြည်ထားခဲ့တာပါနောက်နှစ်ရက်အတွင်းမှာတော့ဒီအမျိုးသမီးကသူ့နှလုံးသားကသွေးနဲ့ဒီတရဝါလေးကိုကျွေးမွေးခဲ့ပါတယ်မထင်မှတ်ထားပဲနဲ့ဒီတရဝါလေးရဲ့မွေးရပါအရေးချင်းကရွှေပတ်မွေနဲ့စိမ့်ပြရောင်ကင်းမီကောက်တွေထက်တောင်ပိုတာနေခဲ့ပါတယ်နှစ်ရက်အတွင်းမှာပဲဒီတရဝါလေးကသူ့သခင်ကိုမှတ်မိနိုင်တဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်ဒီအမျိုးသမီးဝမ်းသာအားရဖြစ်နေတဲ့အချိန်မှာပဲဒီတရဝါလေးကသူ့ရဲ့မွေးစားညီမအိမ်ဘက်ကိုညီးတွားတန်ပေးနေတာကိုရုတ်တရက်သတိထားမိသွားခဲ့ပါတယ်ဒါကတော့ဒီတရဝါလေးကမွေးစားညီမကိုသူ့သခင်အဖြစ်အတိမတ်ပြုတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲနောက်တစ်စက္ကန့်မှာပဲမွေးစားညီမကတကားကိုတွန်းဖွင့်ပြီးဝင်လာခဲ့ပါတယ်သူကတော့3ရက်ကြာပျောက်ကွယ်သွားတဲ့ဒီအမျိုးသမီးကိုအနေရဖြစ်မှာစိုးရိမ်ဟန်ဆောင်ပြီးဂရုစိုက်ပြနေခဲ့တာပါဒီအမျိုးသမီးကတော့သူ့ကိုလုံးဝဂရုမစိုက်ပဲနေခဲ့ပါတယ်ဒီအချိန်မှာပဲအဲ့ဒီနတ်တရဝါလေးကသူ့ရဲ့ညီမဝမ်းကွဲအမရဲ့အနံ့ကိုရသွားပြီးစိတ်လှုပ်ရှားကတည်ငြိမ်မှုမရှိတော့ဘူးဘာလို့အဲ့ဒီလိုဖြစ်ရတာလဲဆိုတာကိုသူနားမလည်ခဲ့ဘူးသူ့လက်ကောက်နဲ့ပုံစံတူလက်ကောက်ကိုဝတ်ထားတဲ့ညီမဝမ်းကွဲအမကိုမြင်လိုက်ရတဲ့အခါသူအရင်ကမွေးခဲ့တဲ့အကောင်တွေအားလုံးကဘာကြောင့်ဒီမိန်းကလေးကိုပဲသခင်လို့သတ်မှတ်ကြတာလဲဆိုတာကိုသူသဘောပေါက်သွားတယ်အဲ့ဒီလက်ကောက်ရဲ့စွမ်းအားကြောင့်ဆိုတာသူတန်တရားဝင်မိသွားတာပါညီမဝမ်းကွဲအမရဲ့စိတ်ရင်းမမှန်တဲ့စိုးရိမ်ဟန်ဆောင်စကားတွေကိုကြားလိုက်ရတဲ့အခါသူ့အော့နှလုံးသားသွားတယ်ဘာလို့လဲဆိုတော့အတိတ်ဘဝတုန်းကပူရောဟိတ်ရာထူးကိုလူယူဖို့အတွက်သူကိုယ်တိုင်ကိုမွေတွင်းထဲကိုရက်ရက်ဆက်ဆက်တွန်းချခဲ့တာဒီမိန်းကလေးပဲလေအဲ့ဒီအချိန်မှာသူဘာမှမလိုချင်တော့ပဲဒီမိန်းကလေးကိုပဲတက်ပစ်ချင်စိတ်တွေပေါက်သွားတယ်ရုတ်တရက်ရွာသား2ယောက်ဝင်လာတယ်သူတို့ကညီမဝမ်းကွဲအမကအစိတ်ပြင်းတဲ့ကင်းမီကောက်ကိုတက်လိုက်တယ်ဆိုတဲ့သတင်းကိုကြားထားတာကြောင့်မနှက်ဖြန်ကျင်းပမဲ့ပူရောဟိတ်ရွေးချယ်ပွဲမှာဆက်ပြီးပါဝင်အောင်မလားလို့လာမေးကြတယ်ညီမဝမ်းကွဲအမကတော့သူ့အကောင်တစ်တကောင်ကိုမွေးထားပြီးပြီလို့ပြောလိုက်တယ်အဲ့ဒီအကောင်ကအစိတ်ရှိတဲ့ပိုးမွားဒါဇင်ပေါင်းများစွာကိုအချင်းချင်းအတီလဲတိုက်ခိုက်စေပြီးမှရွေးထုတ်ထားတဲ့အကောင်မျိုးဖြစ်နေလို့ပါဒီတရဝါလေးကမွေမျက်လုံးတွေနဲ့ဖားရဲ့ခွန်မာမျိုးရှိနေပြီးကင်းချေများရဲ့ကြောကုန်းနဲ့ဖားရဲ့ဝမ်းပိုင်မျိုးပိုင်ဆိုင်ထားတာပါညီမဖြစ်သူရဲ့ဖော်ပြချက်တွေကိုကြားလိုက်ရတဲ့အခါဒီမိန်းမပြိုလေးရဲ့ရင်ထဲမှာအမုန်းတရားတွေစူပွက်လာခဲ့ပါတယ်သူမသာဒီဖျားပေးတဲ့အိမ်မွေးတရဝါလေးကိုမနှက်ဖြန်ပြန်ပွဲစီခေါ်သွားမယ်ဆိုရင်တခြားသူတွေကသူမကိုညီမဖြစ်သူရဲ့အိမ်မွေးတရဝါကိုခိုးယူထားတယ်လို့ဆွဆွဲကြအောင်မှာပါအခုဆိုရင်အချိန်ကတရက်ပဲကျန်တော့တာပါတခြားအိမ်မွေးတရဝါတစ်ကောင်ကိုဘယ်မှာသွားရှာရမလဲဆိုတာသူမလုံးဝမသိခဲ့ပါဘူးဒီအချိန်မှာပဲညီမဖြစ်သူကရွာသား2ယောက်ရှိမှသူမကိုမနှက်ဖြန်ပြန်ပွဲအတွက်ဘလို့အိမ်မွေးတရဝါမျိုးခေါ်လာမှလဲဆိုပြီးတမင်တက်တက်ကိုမေးလိုက်ပါသေးတယ်သူမကတော့ဘာမှပြန်မပြောခဲ့ပါဘူးဒါနဲ့ပဲညီမဖြစ်သူကရွာသား2ယောက်နဲ့အတူအရင်ပြန်သွားဖို့ပဲတက်နိုင်ခဲ့တာပါညီမဖြစ်သူကပြုံးရွှင်နေပေမဲ့သူ့မျက်လုံးတွေထဲမှာတော့မကောင်းကြံစီမှုတွေပြည့်နေနေခဲ့ပါတယ်သူ့ရည်ရွယ်ချက်ကတော့မနှက်ဖြန်မှာသူမအဆက်ကွဲတာကိုထိုင်ကြည့်ဖို့ပဲဖြစ်နေတာပါသူတို့ပြန်သွားကြပြီးတဲ့နောက်မှာတော့သူမကလက်ကောက်2ကွင်းလုံးကိုမိထွေးဖြစ်သူကပေးထားတာဆိုတာကိုပြန်တတိယသွားခဲ့ပါတယ်လက်ကောက်မှာတစ်ခုခုမားယွင်းနေတာဖြစ်နိုင်တယ်လို့သူမတွေးမိလိုက်ပါတယ်လက်ကောက်ကိုသာဖျက်ဆီးလိုက်မယ်ဆိုရင်ဒီဖျားပေးတဲ့အိမ်မွေးတရဝါလေးကသူမကိုအရှင်သခင်အဖြစ်ပြန်လက်ခံလာမလားဆိုပြီးတွေးတောနေမိတာပါဒါပေမဲ့စူးစမ်းကြည့်ပြီးတဲ့နောက်မှာတော့ဒီအကောင်လေးကသူမကိုပြန်ကိုက်နေတော့မယ်ဆိုတာကိုသူမသိလိုက်ရပါတယ်သူမတခဏချင်းမှပဲအားငယ်သွားမိပါတယ်သူမပဲဘလောက်ပဲပြုစုပြိုးထောင်ပေးပါစေဒီအကောင်လေးကတော့သူမရဲ့ညီမဝမ်းကွဲကိုပဲတခင်အဖြစ်အတိမတ်ပြုနေမှာဖြစ်ပြီးသူမကတော့ညီမဝမ်းကွဲရဲ့အပင်ပန်းခံပြုစုထားတဲ့အကောင်လေးကိုခိုးယူသွားတဲ့တခိုးဆိုပြီးအပုတ်ချခံရတော့မှာပါဒါဟာသူမရဲ့ကံကြမ္မာလို့သူမလုံးဝမယုံကြည်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူမဟာဒီအကောင်လေးကိုရက်ရက်ဆက်ဆက်တက်ပစ်လိုက်ပါတယ်ဒီအခါမှာတော့ညီမဝမ်းကွဲဖြစ်သူဟာချက်ချင်းပဲပြန်လဲတုတ်ပြန်မှုတံကိုခံလိုက်ရပြီးသွေးတွေအန်ထွက်လာခဲ့ပါတယ်ရွာသား2ယောက်ကသူမကိုချက်ချင်းပဲအိမ်ကိုပြန်ပို့ပေးလိုက်ပြီးလမ်းမှာပဲရုတ်တရက်သွေးအန်လာတဲ့အကြောင်းကိုရပူရောဟိတ်မောက်ကိုတွားရောက်တိုင်ကြားလိုက်ပါတယ်ရပူရောဟိတ်မကဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုချက်ချင်းပဲနားလည်သွားခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ရွာသား2ယောက်ကိုပြန်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရပူရောဟိတ်မကညီမဝမ်းကွဲကိုစီတလုံးတိုက်လိုက်ပါတယ်ညီမဝမ်းကွဲနိုးလာတဲ့အခါမှာတော့သူမရဲ့မိခင်ကိုသူမဒီမျိုးသမီးရှိမှသွားပြီးကြွားလုံးထုတ်ဖို့စူးစမ်းခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်မထင်မှတ်ထားပဲနဲ့ဒီမျိုးသမီးကပဲဒီအကောင်လေးကိုထပ်ပြီးတက်ပစ်လိုက်တာပါဒါဟာမနှက်ဖြန်ကျင်းပမဲ့ရပူရောဟိတ်ရွေးချယ်ပွဲကိုထိခိုက်စေမှာဖြစ်ပါတယ်သူမရဲ့မိခင်ကတော့သူမကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်ပါတော့တယ်ဒီသမီးမွေးစားသူကသူမကိုပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်ပြီးအဲ့ဒီမိန်းမကိုလိုက်ရှာဖို့မသွားသင့်ဘူးလို့ပြောလိုက်ပါတယ်ဒီညီမဖြစ်သူကတော့အဲ့ဒီမိန်းမဟာသူတို့ရဲ့အကြံအစီကိုတီးသွားပြီလို့တန်တရားဝင်နေတာကြောင့်သူတို့တေချာခရီးတစိုက်မွေးထားတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကိုတမင်တက်ဖြတ်နေတာလို့ထင်နေပါတယ်ဒါပေမဲ့အမေဖြစ်သူကတော့အဲ့ဒီလိုမထင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီမိန်းမငငယ်ကလေးကထောင်ချောက်ဆင်ထားခဲ့တာဖြစ်လို့သူတို့ရဲ့အကြံအစီကိုသိနိုင်စရာအကြောင်းမရှိဘူးလို့ယုံကြည်နေတာပါရုတ်တရက်ဆိုသလိုပဲအဲ့ဒီမိန်းမကတကားကိုတွန်းဖွင့်ပြီးဝင်လာကသူမစီမှာဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေရှိနေသလားလို့မေးလိုက်ပါတယ်အဲ့ဒီလိုမေးလိုက်တာကိုကြားတဲ့အခါအမေဖြစ်သူကအဲ့ဒီမိန်းမတကယ်ပဲအမှန်တရားကိုသိနေပြီလားလို့တန်တရားဝင်သွားပါတယ်ဒါပေမဲ့အမေဖြစ်သူကတော့ပြုံးလိုက်ပြီးဘာမှမရှိပါဘူးလို့ညင်းလိုက်ပါတယ်သူမကိုငငယ်ကလေးကကိုသမီးရင်းလိုပဲပြုစုပြိုးထောင်လာတာမို့ဘယ်တော့မှအနေရပြုမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်အဲ့ဒီမိန်းမကတော့ဒီတစ်ခါမှဘာအဖြေမှရမှာမဟုတ်ဘူးဆိုတာသိလိုက်ပါတယ်နောက်ဆုံးမှာတော့သူမဟာနောက်ကိုပြန်မကြည့်ပဲလှည့်ထွက်သွားခဲ့ပါတယ်စိတ်ပြက်လက်ပြက်နဲ့တောအုပ်ထဲကိုပြေးလွှားနေရင်းနဲ့ပဲခြေထောက်အောက်ကကြောက်တုံးကိုအမှတ်မထင်တိုက်မိပြီးအဆုံးမရှိတဲ့6နှစ်ကြီးတဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်